ငါခုနကစားလိုက်တော့10နာရီနဲ့မိနစ်20ပါဒါဆို10မိနစ်ပဲရှိသေးတာပေါ့ဟာဒီညအချိန်ကုန်တာနှေးလိုက်တာကွာခါလိုက်ငါအိတ်လိုက်ရင်ဘာတမ်းမှမကြပဲမနဲ့မှနိုးတာအခုဘလို့ဖြစ်တာလဲအဲ့ဒါနဲ့အပင်ကြီးစီကအမဲသားလေးကိုလှမ်းကြည့်လိုက်တော့ရှိသေးတာပဲတောက်ခွေးတွေတော့မမီတော့ဘူးမမီအောင်လည်းချိန်ထားလိုက်တာဟုတ်ဒီခါဘာတမ်းကြကြလှမ်းမကြည့်တော့ဘူးပြန်အိပ်ပြီကွာဒီလိုနဲ့အချိန်တော်တော်ကြာစူးစမ်းပြီးအိတ်နေရင်ကဘလို့မှအိတ်လို့မရအိတ်လို့မပြောဘေးဘဝင်ကျင်အားအတန်လေးတချွတ်ချွတ်တစ်ချက်ချက်နဲ့တိရစ္ဆာန်ခြေစံလားလူခြေစံလားဒါမှမဟုတ်ဟိုဥစ္စာများလားတော်တော်ကြာကြိတ်ပိတ်လေးလိုက်ပြီးမှဇောကြီးတွေကပြန်လာတယ်နာမည်ကြီးမိလောင်ကုန်းတော်ကြီးတစ်ခုလုံးမှာလူသားဆိုလို့ငါတယောက်တည်းစိုးပါတယ်ဆိုတဲ့အပင်းရှိမှအိတ်လျက်အသားစိမ့်တွေကလည်းထိတ်ထားသည်ငါဘာလုပ်နေတာလဲဖိုးလုံးပြောသလိုအဓိပ္ပာယ်မရှိရည်လုံနေမိပြီလားနောက်ဆိုလို့ကလည်းမရတော့ဘူးမောင်ဦးတယောက်တော်ကိုကျင်းနဲ့ချက်တဲ့စိတ်အခြေအနေနဲ့ရင်ဆိုင်နေရတယ်ရွတ်စရာဖျားစာဆိုလို့တက်သလောက်မှတ်လောက်ရုပ်ပို့တော်မှမမီခွာကြပြီကောအဲ့လိုတွေးရင်အပင်ကြီးရှိရနေပုတ်တိုက်ပြီးရှော့စင်းတဲ့အတန်ကြီးတစ်ခုကြားလိုက်ရတယ်မကြည့်မိအောင်ကြောခိုင်းထားရကနေဘလို့မှစိတ်မထိန်နိုင်တော့ပဲစက်ခနဲ့ခေါင်းထောင်ပြီးလှည့်ကြည့်လိုက်မိတယ်မြင်လိုက်တဲ့မြင်ကွင်းကသွေးကြောတဲ့ထိစိတ်ငေါအောင်ချက်သိမ်းမွင်းကြီးတွေပါထောင်ထားလာသလိုခံစားလိုက်ရတယ်ဘဝမှာလေဒီလိုခံစားချက်ကြီးမျိုးရှိနေမှအခုမှသိလိုက်ရတာဟာလူတယောက်ငါ့ကိုကြိုးပြီးညောင်မင်းကြီးကိုလက်ထောက်လို့ရက်နေပါလားဒါလူတယောက်ပဲလားဒါလူပဲတော်တော်ထွားတယ်အမေသားတွေရှိရမျက်နှာမူထွားတော့ဘလို့ရုပ်ဆောင်မမြင်အောင်ဧကနာဒါခုနှကောင်လက်ချက်လားငါ့ကို6ဖို့ကြိုးတင်ကြံစီခဲ့တာများလားမဖြစ်နိုင်ဘူးရွာမှာဒီလောက်ထွားတဲ့လူမရှိဘူးစပင်းကလည်းအရှိကြီးမတတ်မရနဲ့အမလေးကြောက်ကြလေးပေါ်မှာဒါလူမဟုတ်ဘူးလူမဟုတ်နောက်နေတာလည်းမဖြစ်နိုင်ဘူးမဟုတ်ဘူးငါဘာလုပ်အောင်လဲငါမကြောက်ဘူးလေငါမဟုတ်ဘူးကွာငါမကြောက်ဘူးလေကွာငါဘယ်တော့မှမကြောက်ခဲ့ဘူးတောက်ထားစမ်းငါယောက်ျားတစ်ယောက်ပဲအောင်တယောက်သူ့ဘဝမှာတစ်ခါမှဒါမျိုးတွေကိုယုံကြည်စရာလို့မတွေးခဲ့ဘူးငါတနေ့ကြုံရနိုင်တယ်လို့လဲစိုးစည်းမြတ်မထင်ခဲ့တစ်ခါမှမခံစားဘူးတဲ့စက်သိမ်းမွင်းချင်းထခြင်းကြော်တဲ့အလွန်ချမ်းစိမ့်မှုအသားတွေတစ်ဆက်ဆက်တုန်ခါနေမှုခေါင်းမစပင်းတွေအကုန်လုံးမိုးပေါ်ကိုထောက်နေသလိုခံစားမှုဒါတွေတပြိုင်နက်ခံစားနေရကြုံမှမကဘူးငါထပြေးလိုက်ရင်လွတ်နိုင်မှာမလားငါ့ကိုဘာလုပ်တော့မှလဲငါဘာတွေဖြစ်သွားနိုင်လဲကိုစိတ်ပြတ်အားငယ်ဝေခွဲမရဖြစ်လျက်ရင်ဘတ်ထဲကနှလုံးသား